မာနူရယ်ရဲ့အကူအညီကြောင့်ကျွန်းပေါ်မှာအသက်ဆက်ခွင့်ရခဲ့တဲ့ဂျင်နီဖာဟာတနေ့မှာတော့ရေထဲကနေတက်လာဖို့အတွက်မာနူရယ်ကိုတစ်ဖက်လှည့်ပေးဖို့တောင်းဆိုပါတယ်။ဒါပေမဲ့မာနူရယ်ကငင်းဆန်တဲ့အပြင်သူမရဲ့ခန္ဓာကိုယ်အပေါ်မသင့်တော်တဲ့စကားတွေပြောပြီးသူမမှာနှလုံးသားမရှိဘူးလို့ဆိုလိုက်ပါတယ်။အဲ့ဒီညမှာတော့ဂျင်နီဖာကမာနူရယ်ကိုစကားမပြောဘဲပြစ်ထားလိုက်ပါတော့တယ်။ဒါပေမဲ့နောက်တစ်နေ့မနက်မှာတော့သူမကရံမဖြစ်ချင်တော့ဘူးလို့ပြောပြီးသူတို့နှစ်ယောက်တငယ်ချင်းအဖြစ်ဆက်ဆံဖို့သဘောတူလိုက်ကြပါတယ်။မာနူရယ်ဟာငါးမန်းအန်ရဲ့ကြားကနေကြောက်တန်းစီကိုရေကူးသွားပြီးကြောက်ပူစွန်တကောင်ဖမ်းလာနိုင်ခဲ့ပါတယ်။သူကမ်းခြေကိုပြန်ရောက်တဲ့အခါမှာတော့တဲတောင်ပြင်ပေါ်မှာသတိမေ့မျောလူနီးပါးဖြစ်နေတဲ့ဂျက်ကိုတွေးလိုက်ရလို့အံ့ဩသွားပါတယ်။သူကဂျက်ကိုဂျင်နီဖာစီခေါ်သွားပြီးလင်မယားနှစ်ယောက်ပြန်လဲဆုံတွေ့ခွင့်ရသွားကြပါတယ်။ဂျက်မှာဒဏ်ရာတွေအများကြီးရထားလို့ခဏနားနေရပါတယ်။ဂျက်အိပ်ပျော်နေတော့မှဂျင်နီဖာကမာနူရယ်ကိုကျေးဇူးတင်စကားဆိုတော့မာနူရယ်ကမကယ်တော့မလို့ပဲလို့နောက်ပြောင်ပြောဆိုလိုက်ပါတယ်။ဂျက်နိုးလာတဲ့အခါမှာတော့မာနူရယ်နဲ့ဂျင်နီဖာတို့ရေထဲမှာကစားနေတာကိုမြင်ပြီးတန်တရားတွေစတင်ဝင်လာပါတော့တယ်။သူတို့စခန်းကိုပြန်ရောက်တဲ့အခါမှာတော့ဂျက်ကမိမွေးထားတာကိုတွေ့ပြီးအံ့ဩသွားကြပါတယ်။ဂျက်ကတစ်သားချောင်းတွေနဲ့ပဲမွေးတာလို့ပြောပေမဲ့ဒီကျွန်းကတစ်သားနဲ့မဖြစ်နိုင်မှန်းမာနူရယ်ကသိနေပါတယ်။နောက်ဆုံးတော့ဂျက်မှာမိချစ်ပါလာတာကိုဝန်ခံလိုက်ရပါတယ်။ဂျင်နီဖာကဂျက်ကိုအချစ်ပိုနေတာကိုမြင်ရတဲ့အခါမာနူရယ်ကတော့စိတ်နှောက်ယှက်ဖြစ်နေပါတယ်။သူတို့ရဲ့တခြားတငယ်ချင်းတွေမလွတ်မြောက်ခဲ့တဲ့သတင်းကိုကြားရတဲ့အခါမှာတော့အားလုံးစိတ်မကောင်းဖြစ်သွားကြပါတယ်။ဂျက်ကငါးလီဖို့ဓာတောင်းပေမဲ့မာနူရယ်ကဂျက်ကိုမယုံကြည်တာကြောင့်သူကိုယ်တိုင်ပဲလှိပေးလိုက်ပါတယ်။မာနူရယ်ရေကူးထွက်သွားတဲ့အချိန်မှာဂျက်ကဂျင်နီဖာကိုမာနူရယ်နဲ့ဘာတွေလုပ်ခဲ့လဲလို့စစ်မေးပါတော့တယ်။ဂျင်နီဖာကတငယ်ချင်းတွေပါလို့ပြောပေမဲ့ဒီလိုအမေးခံရတာကိုစိတ်ဆိုးပြီးသူမလည်းရေကူးထွက်သွားပါတယ်။ဂျင်နီဖာပြန်လာတဲ့အခါမှာတော့ဂျက်ကသူတို့ရဲ့လက်ရှိအခြေအနေကြောင့်စိတ်ဖိစီးပြီးရိုက်မိသွားတာပါလို့တောင်းပန်ပါတယ်။ဒါပေမဲ့ဂျက်ရဲ့တန်တရားကမရက်တတ်ပါဘူး။မာနူရယ်မှာရေငုံမျက်မှန်ပါနေတာကိုလည်းသူကတန်တရားမျက်လုံးနဲ့ကြည့်နေပါတယ်။နောက်တော့ဂျက်ကမာနူရယ်ကိုဂျင်နီဖာနဲ့အတူငါးသွားဖမ်းဖို့တိုက်တွန်းပါတယ်။မထွက်ခင်မှာဂျက်ကဂျင်နီဖာကိုတီးတန့်ခေါ်ပြီးမာနူရယ်မှာလက်နက်ရှိနေတယ်။သူကမင်းကိုလူယူချင်နေတာလို့ပြောလိုက်ပါတယ်။ဂျင်နီဖာကတော့ဒါကိုရေစရာလို့ပဲသတ်မှတ်လိုက်ပါတယ်။ကြောက်တန်းမှာမာနူရယ်ကဂျင်နီဖာကိုတန်တာကြောက်တန်းတွေကြည့်ဖို့မျက်မှန်ပေးငှားပါတယ်။အဲ့ဒီမှာဂျင်နီဖာကငါးမန်းတကောင်ကိုမြင်ပြီးထိတ်လန့်သွားပေမဲ့ဒါဟာမာနူရယ်ကသူမကိုတမင်နောက်ပြောင်တာဖြစ်နေပါတယ်။ကတ်ဆိုးစွာနဲ့ပဲဂျင်နီဖာဟာရေကျဲလီအစိတ်မိသွားပါတယ်။ကမ်းခြေကိုပြန်ရောက်တဲ့အခါမှာတော့ဂျက်ဟာတေဆုံးသွားတဲ့ရစ်ချက်ရဲ့အလောင်းကိုတူးထုတ်ပြီးအဝတ်စားစစ်လိမ့်နဲ့ဓားတွေကိုယူထားတာကိုတွေ့လိုက်ရပါတယ်။ပြီးတော့သူတို့လင်မယားတဲ့ဖို့တဲအစ်တစ်ခုကိုရွှေ့ဆောက်လိုက်ပြီးမာနူရယ်ကိုတော့ပျက်စီးနေတဲ့လှေဟောင်းထဲမှာသွားအိတ်ခိုင်းပါတယ်။ဂျင်နီဖာကဂျက်ရဲ့အပြုတ်မှုတွေကိုကဲ့ရဲ့ပြီးမာနူရယ်ကတိုးအသက်ကိုကယ်ခဲ့တာလို့သတိပေးပေမဲ့ဂျက်ကတော့ဂျင်နီဖာနဲ့မာနူရယ်ကြားမှာတခုခုရှိနေတယ်လို့စွတ်အတင်းဆွဆွဲနေပါတော့တယ်။ဂျင်နီဖာရဲ့ဂျယ်လီစိတ်တန်ရာကိုမြင်တဲ့အခါမှာတော့ဂျက်ကဒါဟာဝစ်လေတာပဲလို့ရက်ဆက်ဆက်ဆိုလိုက်ပါတော့တယ်။ဂျက်ကသူတို့ကိုတန်တရားဝင်နေတယ်လို့ဂျင်နီဖာကမာနူရယ်ကိုပြောပြတဲ့အခါမာနူရယ်ကအပြစ်တင်ခံနေရတာချင်းတူတူတကယ်ပဲအတူတူနေလိုက်ကြရအောင်လားလို့ခက်ပြောင်ပြောင်ဆိုလိုက်ပါတယ်။ထမင်းစားချိန်မှာဂျင်နီဖာကစကားကောင်းပြောဖို့ကြိုးစားပေမဲ့ဂျက်နဲ့မာနူရယ်ဟာအခြေတင်စကားများကြပြန်ပါတယ်။မာနူရယ်ကဒီနေရာမှာမင်းရဲ့ပတ်စံတွေကအမိုက်ပဲမင်းကကိုတောင်အစာရှာမကျွေးနိုင်တဲ့လူဖြူတယောက်ပဲလို့နှိမ်ပြောလိုက်ပါတယ်။ဂျက်ကလည်းသူ့မှာမိရှိတယ်လို့ပြန်ကြွားတဲ့အခါမာနူရယ်ကကောင်းပြီ။မိချစ်ကိုမင်းမဲထားလိုက်အစာကိုတော့မင်းဘာသာမင်းဖန်စားတော့လို့ပြောပြီးထွက်သွားပါတယ်။ဂျက်ဟာတောထဲမှာကနန်းအသေးလေးတစ်ကောင်ရှာတွေ့ပေမဲ့အဲ့ဒါကိုစားပြီးတော့အမ်ပါလီရောဂျက်ကြောက်တန်းစီငါးသွားဖမ်းနေတော့ဘိုက်စာလုံးနဲ့ဂျင်နီဖာဟာမာနူရယ်ပေးတဲ့ငါးကိုဂျက်ကိုတစ္ဆာဖောက်မှဆိုလို့အစပိုင်းမှာညင်းပေမဲ့နောက်ဆုံးတော့မအောင်နိုင်ပဲစားလိုက်ရပါတယ်။သူမဟာကျေးဇူးတင်တဲ့အနေနဲ့မာနူရယ်ရဲ့ပါးကိုနမ်းလိုက်ပါတယ်။ဂျက်ပြန်လာတဲ့အခါမှာတော့ဂျင်နီဖာငါးစားထားတာကိုရိပ်မိပြီးတန်တရားတွေပိုကြီးထွားလာပါတယ်။တနေ့မှာတော့ဂျက်ရဲ့မီးငိမ့်သွားပြီးမာနူရယ်စီမှာမီးရှိနေတာကိုတွေ့လိုက်ရပါတယ်။ဂျက်ကမာနူရယ်ကိုမီးခိုးတယ်လို့ဆွဆွဲရကနေနှစ်ယောက်သားတဲတောင်ပြင်ပေါ်မှာလုံးထွေးတက်ပုတ်ကြပါတော့တယ်။ဂျက်ကမင်းကမိန်းမကိုလူဖို့တမင်လောက်တာလို့ဒေါသကြီးအော်ဟစ်ပါတယ်။နောက်ပိုင်းမှာဂျက်ကမာနူရယ်အိပ်ပျော်နေတော့ရေငုံမျက်မှန်ကိုခိုးယူပြီးငါးသွားဖမ်းပါတယ်။မာနူရယ်နိုးလာလို့ဂျက်နောက်ကိုလှမ်းနဲ့လိုက်ဖို့ပြင်တုံးဂျင်နီဖာကဝင်ထားပါတယ်။အဲ့ဒီမှာတင်မာနူရယ်ဟာဂျင်နီဖာပေါ်အတင်းအဓမ္မပြုကျင့်ဖို့ကြိုးစားပါတော့တဲ့ဂျင်နီဖာကအစပိုင်းမှာညှင်းဆန်ပေမဲ့နောက်ဆုံးမှာတော့မာနူရယ်ရဲ့အလိုနောက်ကိုပါသွားခဲ့ရပါတယ်
မာနူရယ်ကသူမကိုအတူနေဖို့တောင်းဆိုပေမဲ့ဂျင်နီဖာကညင်ပြီးဒါကိုလှုပ်ဝက်ထားဖို့ပြောပါတယ်ဂျက်ကတော့မျက်မှန်ခိုးပြီးငါးကြီးကြီးတွေဖမ်းလာနိုင်လို့ပြောနေပါတယ်ဒါပေမဲ့မာနူရယ်ကမျက်မှန်ခိုးတာကိုစိတ်မဆိုးတာကိုမြင်လိုက်ရတဲ့အခါဂျက်ဟာအခြေအနေကိုရိပ်မိသွားပါတယ်မင်းသူ့ကိုငြိမ်သွားအောင်ဘာနဲ့ချော့လိုက်တာလဲလို့မေးပြီးဂျင်နီဖာကိုရိုင်းဆိုင်ဆဲဆိုကသပင်ကနေဆွဲပြီးမာနူရယ်စီကိုတွားပို့လိုက်ပါတော့တယ်အခုကစပြီးသူ့စီမှာပဲနေတော့တဲ့ဂျက်ဟာကိုပိုင်မျက်မှန်ကိုအမိုက်ကောက်ပြီးလှုပ်ယူကပင်လယ်ထဲမှာနာရီပေါင်းများစွာပျောက်နေတတ်ပါတယ်ဂျင်နီဖာစိတ်ပူနေတော့မာနူရယ်ကသူမကိုကခိုင်းပြီးအာယုံပြောင်းပေးနေတာကိုဂျက်ကအဝေးကနေကြည့်နေပါတယ်နောက်ဆုံးမှာတော့ဂျက်ဟာပင်လယ်အောက်ခြေကနေပျက်စီးနေတဲ့လှေဟောင်းကြီးတစ်စင်းကိုရှာတွေ့ပြီးကမ်းခြေကိုဆွဲတင်လာပါတော့တယ်ဂျက်ကလှေအိုကြီးကိုပြန်ပြင်နေတာကိုမြင်တော့ဂျင်နီဖာကဒီလှေနဲ့ထွက်ရင်ပင်လယ်ထဲမှာတင်တေးလိမ့်မယ်လို့လှောင်ပြောင်ပါတယ်ဂျက်ကတော့ဒေါသတကြီးနဲ့လှေကိုသာထိုးကျိတ်နေခဲ့ပါတယ်အဲ့ဒီညမှာတော့ဂျက်ကဂျင်နီဖာဟာလှေပေါ်မှာနေရာတနေရာရဖို့ငါ့ကိုလာဖျားရောက်နေတယ်လို့အော်ဟစ်ပြီးမာနူရယ်နဲ့တွေးခွဲဖို့ကြိုးစားပါတော့တယ်ဂျင်နီဖာကဒါဟာအလိမ်ညာတွေပဲလို့မာနူရယ်ကိုအာမခံပြီးဂျက်ဆောင်ကြည့်နေတဲ့ကြားထဲကပဲသူတို့နှစ်ဦးရေထဲမှာပုံမိုရင်းနှီးပြလိုက်ကြပါတယ်အဲ့ဒီနောက်မှာတော့ဂျက်ကိုဒီကျွန်းပေါ်မှာထားခဲ့ပြီးလှေကိုခိုးပြီးထွက်ပြေးဖို့သူတို့နှစ်ဦးတိုင်ပင်လိုက်ကြပါတယ်နောက်တနေ့မနက်ဂျက်ငါးဖမ်းထွက်နေတော့သူတို့နှစ်ယောက်လေကိုခိုးစီးပြီးထွက်ပြေးကြပါတယ်ဂျက်ကနောက်ကနေအမိလိုက်ပေမဲ့သူတို့ကပင်လယ်ထဲကိုရောက်သွားပါပြီဒါပေမဲ့ထူးဆန်းတာကဂျက်ဟာဒေါသထွက်မနေပဲအေးအေးဆေးဆေးပဲကြံရစ်ခဲ့တာပါနာရီအနည်းငယ်ကြာရွတ်လွင့်ပြီးတဲ့နောက်မှာတော့လှေမအပေါက်ကြီးဖြစ်ပြီးရေတွေဝင်လာပါတော့တယ်အဲ့ဒီတော့မှဂျင်နီဖာတယောက်သဘောပေါက်သွားတယ်ဒါဟာဂျက်ရဲ့အကွက်ကြကြထောင်ချောက်ပဲဆိုတာပါသူတို့ကိုတေတွင်းနဲ့မြားခေါ်ခဲ့တာပါလေမြုပ်သွားလို့သူတို့နှစ်ဦးကမ်းခြေကိုအသေးအတန်ပြန်ကူးလာရပါတယ်ကမ်းခြေမှာအသင်းဆောက်နေတဲ့ဂျက်ကမာနူရယ်ရဲ့ကြောပြင်ကိုလှန်နဲ့စိုက်ဝင်အောင်ပစ်လိုက်ပါတယ်အားရင်ကုန်ခန်းနေတဲ့မာနူရယ်ကိုအခွင့်ကောင်းယူတိုက်ခိုက်လို့ဂျင်နီဖာကဂျက်ကိုလူကြောက်လို့ဆဲဆိုကငိုကြွေးပါတော့တယ်အဲ့ဒီညမှာဂျက်ကဂျင်နီဖာကိုတုံနှောင်ထားပြီးနှိပ်စက်ဖို့ကျင်းဝါနေတော့မာနူရယ်ကနောက်ကနေရောက်လာပြီးဂျက်ကိုထပ်မံတိုက်ခိုက်ပါတယ်လက်နက်ချင်းရှင်တိုက်ကြရင်ဂျင်နီဖာလွတ်မြောက်လာပြီးဂျက်ကိုမိဘုံနဲ့တွန်းချလိုက်ကသူတို့နှစ်ဦးတောထဲကိုထွက်ပြေးကြပါတော့တယ်နောက်တစ်နေ့မှာတော့မာနူရယ်ဟာဒဏ်ရာတွေကြောင့်အဖျားတက်နေပါတယ်တစ်ဖက်မှာလည်းမာရီယာကမာနူရယ်ရဲ့ရုပ်ထုကိုသုံးပြီးကျိန်စာတိုက်တဲ့အစီအစဉ်ကိုဆက်လုပ်နေပါတယ်ဂျက်ကသူတို့နောက်ကိုခြေရာခံလိုက်လာပြီးတစ်ပင်ပေါ်မှာတွေ့သွားပါတယ်မာရီယာကရုပ်ထုကိုလွှတ်ချလိုက်တဲ့အချိန်မှာပဲဂျက်ကမာနူရယ်ကိုတစ်ပင်ပေါ်ကနေဆွဲချလိုက်ပါတယ်ဂျင်နီဖာကဂျက်ကိုဝင်လုံးပြီးတားဆီးပေမဲ့ဂျက်ကပိုတမ်းမနေပါတယ်မာနူရယ်ကကြောက်ခဲနဲ့ဂျက်ကိုထုဖို့ကြိုးစားတဲ့အချိန်မှာပဲဝေးလံတဲ့တနေရာကမာရီယာဟာရုပ်ထုကိုဓာတ်နဲ့ထိုးဆိုင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမာနူရယ်ဟာအားပြက်ပြီးလှန်ကြုံပေါ်ပြုတ်ကျကအသက်ပြောက်သွားပါတော့တယ်တနစ်အကြာမှာတော့ကျွန်းနာကိုအပျော်စီးသင်္ဘောတစ်စီးရောက်လာပြီးတဲထဲမှာအိပ်ပျော်နေတဲ့ဂျင်နီဖာကိုကယ်တင်သွားကြပါတယ်ဂျင်နီဖာဟာသူမရဲ့မိချစ်လေးကိုယူပြီးသင်္ဘောပေါ်လိုက်သွားပါတော့တယ်သင်္ဘောပေါ်မှာအစားအသောက်တွေစားနေတော့ကြောက်တန်းတစ်ခုအနာကဖြတ်သွားတဲ့အခါငါးဖမ်းနေတဲ့ဂျက်ကိုလှမ်းမြင်လိုက်ရပါတယ်ဂျက်ကသူ့ကိုကယ်ဖို့အသေးအတန်လက်ပြအော်ဟစ်နေပေမဲ့ဂျင်နီဖာကတော့သူ့ကိုမမြင်ချင်အောင်ဆောင်ပြီးလစ်လျူရှုထားလိုက်ပါတယ်နောက်ဆုံးမှာတော့ဂျက်ဟာကျွန်းပေါ်မှာတယောက်တည်းထာဝရကြံရစ်ခဲ့ပါတော့တယ်ဒီဇလန်လေးကိုနှစ်သက်တယ်ဆိုရင်တော့အခုလိုစိတ်လှုပ်ရှားစရာဗီဒီယိုတွေဆက်လက်ကြည့်ရှုနိုင်ဖို့ subscribe လုပ်ထားပြီးအတိပေးချက်လေးတွေကိုလည်းဖွင့်ထားပေးပါဦးနော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ